ကောင်ကလေးကိုပစ္စည်းလေးကိုလမ်းပို့ပြီးမလို့လက်ကလေးပြင်ဆင်ပြီးတော့စာရင်းနေရပါဘာစာလဲဆိုတော့သူစီရမှာသိရမယ်ဒီပစ္စည်းလေးစားထည့်ပါမယ်ပထမဆုံးနေတဲ့အင်ဂျင်လေးတွေပပယားလေးဆိုတော့နှွေးမှာအဆင်ပြေတယ်ကွယ်အဲ့တော့ကိုယ်တိုင်စိတ်ချတော့ဝဲပြီးတော့ထည့်ပေးဖြစ်တယ်ရှာမိုက်တော့ကိုရှေ့ကိုခောက်ပြီးတော့ထည့်ပေးနေတာပါဒါရမိုးလေးအာလူကျော်ခောက်ဆွဲအေဂျတာပဲပလတာကော်ဖီဟီလ်ဒီဘူးနောက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေမှာနောက်ခံပြေးနေရတဲ့အဒီအင်ဂျင်လေးကိုဆရာမရဲ့လိုချင်တာနဲ့ဆိုတော့ဖြုတ်ကွာဆိုပြီးတော့ဖြုတ်ပြီးတော့ထည့်ပေးဖြစ်ပါတယ်ထည့်ပြီးပြုတ်ပြီးတော့ဒီလိုလေးဖြစ်သွားပါတယ်ပစ္စည်းလေးတွေလည်းထည့်ပြီးတော့စားတစ်ခုရေးမယ်ဆိုပြီးတော့လေးတက်သွားရေးပါတယ်โอเคပြီးဆိုပြီးတော့ဆရာမကြီးပို့ပဲကျွန်တော်လေဆရာမကြီးကတော့အချင်းမတူနဲ့ပစ္စည်းထွက်ယူပါတယ်ရောက်ပါပြီကြည့်တာတော့ကျွန်တော်3ညလောက်စဉ်းစားပြီးသားတဲ့စားလေးပါရင်ချစ်တဲ့လေးရေးတဲ့မဲ I love you